မူရင်း1634ခုနှစ်ကထွက်ခဲ့တဲ့ဇလန်းမှာမင်းသမီးလေးနိုးလာတဲ့အကြောင်းရင်းဟာအချစ်ကြောင့်မဟုတ်ပဲသူမရဲ့ကလေးလေးကသူမရဲ့လက်ချောင်းကိုနှုတ်ဆိုလိုမျိုးဆုပ်ယူလိုက်လို့ဆိုတာတင်သိပါလားအဲ့ဒီထက်ပိုဆိုးတာကသူမအိပ်ပျော်နေစဉ်မှာတဲ့မရင်းကျင်သွားခဲ့တဲ့ဘယင်တစ်ပါးအကြောင်းပါ The Sleepy Beauty ဇလန်းရဲ့နောက်ွယ်ကတကယ်အမှန်တရားကိုသိရှင်နော်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ကြပါဦးကျွန်တော်တို့ Disney ကကြည့်ခဲ့ရတဲ့ပုံမြင်ဟာ19ရာစု Green Nicolo ရဲ့ဘာရှင်းမှာဒါပေမဲ့1634ခုနှစ်ကအီတလီစာရေးဆရာရေးခဲ့တဲ့မူရင်းဇလန်းဆန်မွန်အန်တာလီယာကတော့တကယ်ကိုကြောက်စရာဇလန်းပါပဲအဲ့ဒီမှာမင်းသမီးလေးရဲ့နာမည်ကဥရိုရာမိုဖဲနဲ့တာလီယာလို့ခေါ်ပါတယ်သူမဟာအဆူပီတတိလစ်သွားတဲ့အခါသူမရဲ့ဖခင်ဘီရင်ကြီးဟာသမီးဖြစ်သူတည်သွားပြီးအမှန်နဲ့တောအုပ်ထဲကနန်းတော်ပြက်ကြီးထဲမှာသူမရဲ့ဓာတ်ပေါ်ကြီးတနည်းအားဖြင့်မျောနေတဲ့ဘော်ဒီကိုထားခဲ့ပါတယ်တနေ့တော့တောလိုက်ထွက်လာတဲ့ Ancient Time ကြီးကဘီရင်တစ်ပါးဟာအဲ့ဒီနန်းတော်တွေကိုရောက်လာပါတယ်အိပ်ပျော်နေတဲ့တာလီယာကိုမြင်လိုက်ရတဲ့အခါအဲ့ဒီဘီရင်ဟာမင်းသားလေးတွေလိုနမ်းပြီးနှိုးခဲ့တာမဟုတ်ပါဘူးမျိုးသားတဲ့စိတ်နဲ့ကြည့်ပြီးတတိလေးနေတဲ့တူမကိုအင်းချင်းခဲ့တာပါပြီးတော့သူဟာဘာမှမဖြစ်တယ်လို့ပဲသူ့ရဲ့တိုင်းပြည်ကိုပြန်သွားခဲ့ပါတယ်ဇလန်းကဒီမာနေရမသွားပါဘူးတာလီယာတတိလေးနေရင်းနဲ့ကိုဝင်ရှိလာပြီးကိုလာပြည့်တဲ့အခါအမွှာလေးနှစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်အဲ့ဒီကလေးတွေကိုလက်သမီးလေးတွေကပြုစုပေးခဲ့ကြတယ်လို့ဆိုပါတယ်တနေ့မှာတော့ကလေးလေးတစ်ယောက်ဟာနှိုးဆိုးဖို့ရှာရင်မင်းသမီးရဲ့လက်ချောင်းလေးကိုမှားပြီးစုံမိရာကနေစူးနေတဲ့အစိတ်ရှိတဲ့အလေးထွက်သွားပါတယ်အဲ့ဒီအခါကျမှတာလီယာတယောက်ပြန်နိုးလာတာပါသူမနိုးလာတဲ့အချိန်မှာတော့သူမရဲ့ဘေးနားမှာဘယ်ကမှမသိတဲ့ကလေးနှစ်ယောက်ရောက်နေပါပြီနောက်ပြီးတော့လေလက်မပြုတ်ကျင်ခဲ့တဲ့ဘရင်ဟာတာလီယာစီကိုတစ်ခေါက်ပြန်လာခဲ့ပါတယ်သူဟာအိမ်တော်ရှိပြီးသားလူတစ်ယောက်ပါတာလီယာနဲ့ကလေးတွေအကြောင်းကိုဘရင်မိဖုရားကြီးတည်သွားတဲ့အခါမှာတော့တကယ်အဖြစ်ဆိုးကြီးစတင်มาတော့တယ်မိဖုရားကြီးကဒေါရထွက်ပြီးတာလီယာရဲ့ကလေးနှစ်ယောက်ကိုဖမ်းခေါ်ခိုင်းခဲ့ပါတယ်ပြီးတော့စပုံမှုကိုအဲ့ဒီကလေးတွေကိုတက်ပြီးဟင်းချက်ပြီးရင်ဘရင်ကိုကျွေးလိုက်လို့အမိန်ပေးခဲ့ပါတယ်ဒါပေမဲ့စပုံမှုကတနာတာကြောင့်ကလေးတွေအစားတိုးသားကိုဟင်းချက်ကျွေးခဲ့လို့ကလေးတွေအသက်ချမ်းသာရခဲ့တာပါဒါအောင်မကြည့်တဲ့မိဖုရားကြီးဟာတာလီယာကိုပါမီးရှို့တပ်ဖို့ကြိုးစားပါလေတယ်နောက်ဆုံးမှာတော့ဘရင်ကတီသွားပြီးမိဖုရားကြီးကိုပဲမိတဲ့ပစ်ချခဲ့ပြီးတာလီယာနဲ့ကလေးကိုနမ်းနေခဲ့ပါတယ်ဒါဟာမူရင်းဇလန်ရဲ့ happy ending လို့ဆိုရပေမဲ့တကယ်လည်းပြန်တွေးကြည့်ရင်တော့အရမပြုတ်ကျင်တဲ့သူနဲ့ပဲပေါင်းလိုက်ရတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဝမ်းနည်းစရာဇလန်တစ်ပုဒ်ပါဒါတွေပြင်တခြားတီယိုရီလည်းရှိနေပါသေးတယ်ချို့ကတော့ဥရူရာဟာတကယ်တော့မနိုးထတော့ပဲတေးဆုံးသွားတာဖြစ်ပြီးမင်းသားလေးလာခဲ့တဲ့ဆိုတာကဒီကနေ့မှမြင်ရတဲ့စိတ်ကူးရင်မှုလို့ယူဆကြသလိုမလီဖီဆန်ဟာဥရူရာကိုလောကကြီးရဲ့ဆိုးရွားမှုတွေကနေကာကွယ်ဖို့အတွက်နှစ်ပေါင်း100အိတ်ဆောင်လုပ်ခဲ့တာလို့လည်းဆိုကြပါတယ်ပုံမြင်နေရအများအားလှပနေတာမဟုတ်ပါဘူးရှေးခေတ်ကပုံမြင်နေရလူသားတွေရဲ့ရိုင်းဆိုင်မှုလောဘနဲ့ရက်စက်မှုတွေကိုတတိပေးဖို့အတွက်ရေးသားခဲ့ကြတာဖြစ်ပါတယ်အခုကျွန်တော်ပြောပြသွားတဲ့ Sleeping Beauty ရဲ့ဇာတ်လမ်းကိုကြားပြီးတဲ့နောက်မှာသင်ရောဒီပုံမြင်ကိုအရင်လိုမြင်နိုင်မအောင်မလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးခဲ့ပါဦးနောက်ထပ်လည်းဘယ်လို Disney ပုံမြင်တွေရဲ့ Dark Theory နဲ့ပတ်သက်ပြီးသိချင်လဲဆိုတာပြောခဲ့ကြပါဦးဗျ